သူရိန်ဖန်းလာဇာတာဆန်းလက်မြတ်ပြက်ဆုပ်ယူဂျိုဝင်ဂျိုတွက်ဂျိုပြက်ဂျိုစားဂျိုနှင်းများနှင့်တက်သွားတဲ့ရောက်ဆယ်ပေါက်တိုင်ဂျိုအစိုးစုံစုရာဟုစံကဲပြားဆွဲနမိတ်မြားတိတ်နာကမြင်လတ်လေကပုပ္ပနဟုဒေဇထွန်းပေါ်ပရိတ်တော်ကိုပျော်ပျော်စီးပြန်ရွတ်မုတ်မှန်းကဘေးပြန်အန္တရာယ်ကိုဝယ်ရှင်းกว่าလွတ်ချမ်းသာ၏လို့ဆိုတဲ့အတိုင်းမိမိတို့ရဲ့ကံစားတာဆန်းလက်တိုးတက်ကောင်းမွန်စေရန်ပုပ္ပန္နသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ယန္တုနိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏတတတ္တောပါဘေကောဒုတုပိနံအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တုနိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏတတတ္တောပါဘေကောဒုတုပိနံအကန္တံဓမ္မာ ानु ဘာဝေနဝိနာသမင်တုယန္တုနိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏတတတ္တောပါဘေကောဒုတုပိနံအကန္တံသံဃာ ानु ဘာဝေနဝိနာသမင်တုဒုက္ခပတ္တာသနေဒုက္ခဘယပတ္တာသနေဘယသောကပတ္တာသနေသောကဟွန်တုသဗ္ဗေပိပါဏိနောဣဒဝတ္တာသအမေဟိတံပတံပုညတံပရံသဗ္ဗေဒေဝ ानु မောဒန္တုသဗ္ဗတံပတ္တိသိတ္တိယံဒါနန္တရန္တုတတ္ထာယသီလံရက္ခန္တုသဗ္ဗရာဘာဝနာပိရတာဟွန်တုကိစ္ဆန္တုဒေဝတာကတာသဗ္ဗေဗုဒ္ဓဗလပတ္တာပစ္စေကနိသယံဗလံအရဟန္တာနိသတိစေနရက္ခဘာနာမိတဗ္ဗတောယံကေစီဝိတံဣဒဝါဟုအရံဝါသကေတုဝါယံယရဏပဏိတံနာနောသမံအဋ္ဌိတတကတိနဣဒံပိဗုဒ္ဓေယတနာပဏိတံဧတေနသစ္စေနာတုဟောတိဟောတုယံကေစီဝိတံဣဒဝါဟုအရံဝါသကေတုဝါယံယရဏပဏိတံနာနောသမံအဋ္ဌိတတကတိနဣဒံပိဓမ္မေယတနာပဏိတံဧတေနသစ္စေနာတုဟောတိဟောတုယံကေစီဝိတံဣဒဝါဟုအရံဝါသကေတုဝါယံယရဏပဏိတံနာနောသမံအဋ္ဌိတတကတိနဣဒံပိသံဃေယတနာပဏိတံဧတေနသစ္စေနာတုဟောတိဟောတုဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသရတုခိဘောန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသရတုခိဘောန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနသရတုခိဘောန္တုတေမဟာကာရုဏိကောနာတောဟိတယသဗ္ဗပါဏိနံပုရိတဝံပါရမေတဗ္ဗပတ္တောသံဘောရိမုဒ္ဓမံဧတေနသစ္စာဝုဇေနသုတိတေဟောတုသဗ္ဗရာဇယံတောဗောရိယမူလေတတ္တနန္တန္တိဝဒနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေအပရာဇိတပန္လင်္ကေတိတေပုထုဝိပုဂ္ဂလေအဘိတေကေသဗ္ဗဗုဒ္ဓနာအက္ခပတ္တောပမောတတိသုနခတံသူမင်္ဂလံသုပ္ပဘာတံသူဟောတိတံဒုက္ခနောသူမုဟုတ်တောသသူယိဋ္ဌံမြမစာရိတောပရခိဏံကာယကမ္မံဝါစာကမ္မံပရခိဏံပရခိဏမနောကမ္မံပဏိတိတေပရခိနေပရခိနာနိကတဝနာလဗန္တထေပရခိနေတေယတလတ္တဒုက္ခိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂါဒုက္ခိတာဟောတာသာတဗေဟိညာတိပိပုဗ္ဗနာသုတ်တံဟောရခတုပုဗ္ဗနာသုတ်တံပုဗ္ဗနာသုတ်ပရိတယဒေသနာတော်မြတ်သည်ဟောတုံမကံပရိတယစိတ်ဓာကြည်ပြုနာယူချာညတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြံမာစိတ်ချမ်းသာ၍ဇာတာစံလဲလျံလျံတဲ့အောင်
ကောင်းစွာမသွေဆောင်လျှောက်တော်မူပါစေတည်း